အားလုံးပဲမင်္ဂလာပါဒီနေ့မင်ကခွာအနှိတ်လေးပေါ့နော်ခွာအနှိတ်တင်မေးနေကြတယ် AM မှာပေါ့နော်ခွာအနှိတ်အလေလက်တန်သားလေးမရောက်ဘူးလားလို့မေးနေတဲ့ကကာတွေအတွက်ဒီမှာနှစ်ပုံရောက်တယ်301လေးနဲ့ဒါလေးက322ကလေးဒါလေးကဟိုကနှစ်လက်မှတော့မပြည့်ဘူးပေါ့နော်ခွာလေးကအနှိတ်ကလေးပါဒီမှာနော်နောက်ပြီးတော့ဒီမှာဒီဇိုင်းလေးကိုပြပေးမယ်နော်ရိုးသလိုလိုနဲ့စမ်းတယ်နော်ဒီမှာရိုးသလိုလိုနဲ့စမ်းတယ်ဒါလေးကနက်ပြာရောင်လေးနော်ဒါလေးက322ကလေးဒီမှာကအနက်ကလေးလည်းဒီမှာเนาะခြေရဝင်သွားရင်ဒီမှာခွာလေးရဒီလိုမျိုးလေးเนาะဒါလေးကအနက်ကလေးဒီမှာအညိုလေးလည်းအရန်လှတယ်เนาะကာလာကဒီအတိုင်းပဲเนาะဒီအတိုင်းပဲအခုမြင်ရတဲ့အတိုင်းပါပဲเนาะကာလာလေးကဒီမှာအညိုလေးနောက်ပြီးတော့ဒီမှာအနီလေး322ဒီဇိုင်းလေးပေါ့เนาะ322ဒီဇိုင်းလေးပါအရန်လှပါတယ်เนาะမလိမ့်မမြင်ပေါ့နော်အဓိကကတော့အခုနောက်ပိုင်းမှာမိုးရင်းရောက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိုးရင်းလည်းစီးလို့ရအောင်လေသာလေးနဲ့လေသာခင်းလေးခင်းပေးထားတယ်ပေါ့နော်အရင်တော့ဒီခွာတွေဆိုရင်ချီခင်းတယ်လေအခုကလေသာခင်းလေးပါနော်လေသာခင်းလေးကိုမှဒီလိုကုတ်တင်တစ်ထက်လေသာအပြောင်လေးနဲ့လုပ်ပေးထားပါတယ်နော်မိုးရင်းလည်းစီးလို့ရအောင်အဲ့ဒါ3နှစ်နဲ့လေးဒီမှာ301လေးကတော့ဒီခွာကိုပဲညှက်လေးနဲ့ကြောက်ကျိုးတန်းလေးနဲ့အလှဆင်ပေးထားတယ်เนาะပါကယ်ကွင်းလေးနဲ့ဒါလေးကဒီလိုမျိုးလေးเนาะနီးကက်လေးပြပေးမယ်เนาะဒါလေးကအနက်ကလေးနောက်ပြီးတော့ဒီမှာအညိုလေးเนาะအညိုလေးလည်းအရင်လှတယ်เนาะအညိုကကြတော့အခင်းကကြတော့ချောကလက်ရောင်ပေါ့เนาะဒီကျိုးတွေကြတော့ဒီလေသာနဲ့အတူတူပဲအရောင်ကအညိုရောင်ပေါ့เนาะနောက်ပြီးတော့ဒီကနက်ပြလေးလည်းအရင်လှပါတယ်เนาะနက်ပြလေးပါအပြမဟုတ်ဘူးเนาะနက်ပြလေးပါအဲ့ဒါလေးကတော့301ကလေးပုံစံကတော့နှစ်ပုံပေါ့เนาะထွက်တယ်เนาะဒီဟာလေးကအနီညိုရောင်လေးเนาะဒါလေးလာပြပေးတာပါဒီမှာဒီချီညက်ကလေးနဲ့ဝင်းလို့လေးဆိုပြီးတော့ခွာအနှိတ်ကလေးနှစ်လက်မှတော့မပြည့်တဲ့ခွာလေးထွက်ပါတယ်เนาะအနှိတ်မင်းနေကြတဲ့လူတွေလေเนาะအနှိတ်မင်းနေကြတဲ့ချစ် customer တွေဒါလေးရောက်ပါတယ်မမင်းရဲ့ Viber ကို88569689လက်ကားပါပဲလို့လာပြီးတော့ high လို့ရပါပြီเนาะဒါလေးလာပြီးတော့ mix ပေးတာပါ